ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တူဒီကိုလင်း YouTube channel လေးရလေးကိုကူမာလေးပြန်လည်ကြိုဆိုလိုက်ပါဗျာနော်ကဲကိုကူမာလေးမနက်ဖြန်ကျွန်တော်တို့20ရက်3လ2025ကြာသပတေးနေ့အတွက်ကိုလုံးဝ share or share ထိုးရမယ်နော်လုံးဝပတ်သီးလေးတွေနဲ့မိန်းကွက်ကလေးတွေပါအဆင်ပြေအောင်ကျွန်တော်ကြိုးစားပေးထားတယ်နော်ဒါကြောင့်မလို့ကိုကူမာလေးမနက်ဖြန်ကိုထိထိမိမိထိုးခြင်းနဲ့ရှုံးထားတဲ့ကိုမများတိုင်းကလည်းရှုံးနေပါတယ်ဆိုတဲ့အကူမများတိုင်းမနှက်ဖြံမှာလုံးဝအရှုံးကြီးကြည့်လို့အမျက်ပါရအောင်ကျွန်တော်ကြိုးစားထားတဲ့မိန်းကွက်ကလေးတွေလုံးမိုင်းလေးတွေကိုတေချာလေးလိုက်မှတ်ပြီးတော့မနှက်ဖြံကြာသာပတိနေ့မှာတေချာလိုက်ဆိုလုံးဝအဆင်ပြေစေရမယ်ဗျာနော်ကျွန်တော်အကောင်းဆုံးရွေးချယ်ပေးထားတယ်ကိုကူမကြီးလုံးဝအဆင်ပြေစေရမယ်ဒါကြောင့်မလို့အခုမှမြင်တယ်အခုမှတွေ့တယ်အခုမှသိတယ်ဆိုတဲ့အကူမများတိုင်းကလည်းကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်တဲ့ channel ကို subscribe လေးနှိပ်ထားနော် channel ကို subscribe နှိပ်ပြီးတဲ့အကူမများတိုင်းကတော့ကိုတူးတယောက်တည်းရပါစေသိပါစေသဘောမထားပဲနဲ့နော်တူးမြင့်တူးရပါစေတူးမြင့်တူးတွေ့ပါစေတူးမြင့်တူးပေါက်ပါစေဆိုတဲ့သဘောဆန္ဒလေးထားပြီးတော့ share လို့ရတဲ့နေရာလေးမှာ share တော့ပြီးမှမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေတော့ပြီးမှဗျာနော်မနှက်ပြန်ကိုလုံးဝစိတ်ချကိုကူမာရီကြာသာပတိနေ့မှာလုံးဝထိထိမိမိရရမယ်နော်ဗျာနော်ထိထိမိရမယ်ကျွန်တော်မနှက်ပိုင်းထဲမှာဆိုရင်လည်းနော်အဓိက main ပတ်သီးနဲ့ရံပတ်သီးနဲ့ကိုလည်းကျွန်တော်ရွေးပေးထားတယ်အဓိကတင်ထွန်းမဲ့ main ကွက်ကလေးရောကျွန်တော်ရွေးပေးထားတယ်နော်မနှက်ပိုင်းစာအတွက်ကိုတီးတန့်ကျွန်တော်ခွဲပေးထားတယ်ညနေပိုင်းအတွက်ကိုလည်းကျွန်တော်တီးတန့်ခွဲပေးထားရဗျာနော်ဒါကြောင့်မလို့ကိုအကူမကြီးယုံကြည်တဲ့အကူမများတိုင်းမနှက်ဖြောင်လုံးဝအဆင်ပြေစေရမယ်လိုက်စော့နော်မယုံကြည်လို့မစော့တဲ့အကူမများတိုင်းကတော့ကိုအကြောင်းနဲ့ကိုပေါ့ဗျာနော်ကျွန်တော်မနှက်ဖြောင်မှာတော့လုံးဝအားကောင်းတယ်နော်ကိုအကူမကြီးဒါကြောင့်မလို့ကိုလင်းကိုအများနဲ့ယုံကြည်အားပေးတယ်ဆိုတဲ့အကူမများတိုင်းအများနဲ့ကိုလင်းကိုပဲစောင့်ကြည့်ပြီးတော့လိုက်ဆော့တဲ့အကူမများတိုင်းကျွန်တော်တို့ဒီနေ့ကလွဲချော့သွားတဲ့အတွက်ကျွန်တော်ဘက်ကနေမြစ်တာရက်ခံပါရဗျာနော်မလက်ဖြောင်တော့ကိုအကူမလေးလုံးဝစိန်ခေါ်တို့လုံးဝအဆင်ပြေစေရမယ်နော်ကိုလင်းတစ်ခါလေးပြောထားခဲ့တယ်ယုံကြည်နဲ့လိုက်ဆော့ထိထိမိမိလိုက်ထူလုံးဝအဆင်ပြေစေရမယ်နော်ကျွန်တော်ရွေးပြတဲ့ပတ်သီးလေးတွေမနက်ပိုင်းထဲမှာဆိုရင်လည်းလုံးဝအဆင်ပြေစေရမယ်ညနေပိုင်းထဲမှာဆိုရင်လည်းပတ်သီးလေးတွေအဆင်ပြေစေရမယ်နော်အောက်ွက်ကလေးတွေကတော့လွဲချော်လေးရှိတယ်ဒါပေမဲ့ကိုအကူမတွေကကိုမရရှိတဲ့လုံးမိုင်လေးတွေအချင်းလေးရှိမှဆိုရင်ကျွန်တော်ရဲ့လုံးမိုင်အချင်းလေးနဲ့တွဲပြီးတော့ဆော့ထားစေခြင်းနဲ့နော်လုံးဝအားကောင်းတယ်ဗျာနော်နေကုံအတွက်ကိုလုံးမိုင်အားကောင်းဆုံးနဲ့မနက်ပိုင်းအတွက်ကိုလုံးမိုင်အားကောင်းဆုံးကျွန်တော်တစ်ခါလေးပြောပြသွားမယ်နော်ကိုအကူမတွေကဒါကြောင့်မလို့လူဟောင်းအကူမများကလည်းကိုလင်းကိုအများတန်းယုံကြည်တဲ့အများတန်းလိုက်ဆော့တဲ့နော်ကိုလင်းတင်ပေးတဲ့ကဏ္ဍလေးပဲထိထိမိမိလိုက်ဆော့တယ်ဆိုတဲ့အကူမများတိုင်းကလည်းနော်မနှက်ဖြောင်လုံးဝအဆင်ပြေစေရမယ်နော်ကိုလင်းကိုယုံကြည်မှုမပြတ်စေရဘူးကိုလင်းကိုလုံးဝဟိုဟာစိတ်မပြတ်စေရဘူးကိုလင်းအကောင်းဆုံးကြိုးစားပေးထားရနော်ဒါကြောင့်မလို့ထိထိမိမိလေးရကျွန်တော်တို့မနှက်ဖြောင်မှာဆိုရင်တော့လုံးဝနေကုန်အားကောင်းတဲ့လုံးမိုင်အချိန်နှလုံးကတော့နှစ်ပိုင်းနဲ့ခွန်ပိုင်းပြန်နော်ခွန်ပိုင်းနှစ်ပိုင်းကိုကူမာတွေကိုတခါလေးပြောရနော်မနှက်ပိုင်းထဲမှာဆိုရင်ကိုကူမာတွေနှစ်ပိုင်းကိုအဓိကထားပြီးတော့စော့စေခြင်းနော်မနက်ပိုင်းထဲမှာဆိုရင်နှစ်ပိုင်းကိုအဓိကထားပြီးတော့စော့သေးခြင်းနဲ့ညနေပိုင်းထဲမှာဆိုရင်တော့ခွန်ကိုအဓိကထားပြီးတော့စော့သေးခြင်းနဲ့ခွန်ပိုင်းလေးကိုနော်မနက်ပိုင်းထဲမှာဆိုရင်နှစ်ပိုင်းနဲ့ကျွန်တော်ရွတ်ပြတဲ့ main ကွက်ကလေးတွေကိုအဓိကထားပြီးတော့လိုက်စော့ညနေပိုင်းထဲမှာဆိုရင်တော့ကျွန်တော်ရွတ်ပြတဲ့ main ကွက်ကလေးတွေကိုအဓိကထားပြီးတော့လိုက်စော့ကိုကူမာတွေမနက်ဖြန်မှာလုံးဝအဆင်ပြေစေရမယ်နော်ဒါကြောင့်မလို့ကိုကူမာတွေမနက်ဖြန်မှာမနက်12နာရီတစ်ချိန်စာအတွက်ကိုကျွန်တော်ရွတ်ပြတဲ့လုံးမိုက်တစ်လုံးကနှစ်ပါဗျာနော်နှစ်ပိုင်းလေးနဲ့ကိုကူမာတွေက20နှစ်တည်း25နှစ်ကိုနော်20နှစ်တည်း25နှစ်ကိုဒါလေးကိုမနက်ပိုင်းနဲ့မှာအဓိကထားပြီးတော့တင်စော့နော်ညနေပိုင်းနဲ့မှာဆိုရင်တော့ခွန်ပိုင်းပေါ့ဗျာနော်ခွန်နှစ်အချင်းကိုကိုကူမာတွေကိုမနက်ပိုင်းကိုကျွန်တော်နှစ်ကိုရွေးပေးထားရဆိုတော့ခွန်ကညနေကိုလုံးဝညနေအတွက်ပေါ့နော်နေကုံလုံးဝအားကောင်းတာတော့ခွန်ကလုံးဝနေကုံအားကောင်းတယ်နော်ဒါပေမဲ့မနက်ပိုင်းနဲ့မှာဆိုရင်တော့ကျွန်တော်နှစ်ပိုင်းလေးကိုတွေးလို့ကိုကူမာတွေကိုအဓိကရွေးချက်ပေးတာဒါပေမဲ့ခွန်ကနေကုံလုံးဝအားကောင်းတယ်နော်ခွန်ကိုတော့ကိုကူမာတွေအရန်လောက်ပဲထိုးတာဗျာနော်ဒါပေမဲ့ညနေပိုင်းထဲမှာဆိုရင်တော့ခွန်ကပို့ပြီးတော့တေးချတယ်နော်မနက်ပိုင်းထဲမှာခွန်ကြမလာနိုင်လို့ရင်ညနေကျရင်တော့ခွန်ကလုံးဝစိန်ခေါ်တို့လုံးဝအဆင်ပြေသေးရမယ်နော်မနက်ဖြန်ခွန်နဲ့ပတ်သက်လာရင်တော့ကိုကူမာ80ခွန်1 80ခွန်1ခွန်9ခွန်6ခွန်9နော်ခွန်နဲ့ကတော့နည်းနည်းများမယ်နော်ညနေပိုင်းထဲမှာဆိုရင်80ခွန်1ခွန်9ခွန်6ခွန်9နော်ဒါကအဓိကယူပြီးတော့ထိုးရမယ်ကဏ္ဍလေးတွေဖြစ်တယ်နော်မနက်ပိုင်းထဲမှာဆိုရင်တော့အကွက်နဲတယ်ကိုကူမာတွေ20နှစ်တည်း25နှစ်ကိုနော်မနက်ပိုင်းထဲမှာဆိုရင်25နှစ်ကို20နှစ်တည်းအဲ့လူကကူဇာတူလေးအားပြီးတော့ထိုးတာနှစ်ကိုထိုးကြီးလေးကအောင်လောက်ပဲပတ်တာနှစ်ကိုနင်လားငါလားပတ်ဖို့ကျွန်တော်ပြောတာမဟုတ်ဘူးနှစ်ကိုထိုးကြီးကအောင်လောက်ပဲပတ်ထားပြီးတော့ main ကွက်ကလေးတွေဥရိကတင်ထိုးမယ်နော်ညနေပိုင်းထဲမှာဆိုရင်လည်း
ခုံကိုထိုးကြည့်ကြအောင်လောက်ပဲပတ်မယ်မိန်ကွက်ကလေးတွေအဓိကထားပြီးတော့တင်ထိုးမယ်နော်ဒါလောက်ဆိုရင်တော့ကိုယ့်ကိုယ်မရဲ့အစင်ပြေမှာပါနော်မှတ်မိမှာပေါ့လုံးဝစိတ်မပြတ်စရာဘူးနော်ကိုယ့်ကိုယ်မတွေလုံးဝအစင်ပြေစေရမယ်ကျွန်တော်ကြာသာပတိတောက်ကြ2ရက်ကို4ချိန်ကိုကိုယ့်ကိုယ်မတွေကို2ချိန်အစင်ပြေအောင်ကြိုးစားပေးမယ်နော်ကြိုက်နှစ်သက်တဲ့အကူမများအားပေးတယ်ဆိုတဲ့အကူမများတိုင်းက comment မှာတစ်ခုရေးသွားနော် like လက်မလေးနှိပ်သွားမယ်နော်ဒါမှကျွန်တော်လည်းတင်ပေးရကြနေမှာကိုယ့်ကိုယ်မမနှက်ဖြံကိုလုံးဝအစင်ပြေစေရမယ်ထိထိမိမိ like ဆိုမယုံကြည်လို့ like မစောတဲ့အကူမများတိုင်းကတော့ကိုယ်အကြောင်းနဲ့ကိုယ်ပေါ့ဗျာနော်ကိုလင်းကိုတွေးတဲ့လူတိုင်းအစင်ပြေစေခြင်းနဲ့ရသေးခြင်းနဲ့ဒါကြောင့်မလို့ထိထိမိမိ like ဆိုလုံးဝအစင်ပြေစေရမယ်ကဲအဲ့ဒါပါပဲနော်ကျွန်တော်တောက်ကြနေပွဲသိမ်းနေ့အတွက်ကလေးကိုလည်းအကောင်းဆုံးကြိုးစားပြီးတော့ကိုယ့်ကိုယ်မတွေကိုလာရောက်မျှဝေပေးပါမယ်ဗျာနော်ကဲအားလုံးကိုကိုယ့်ကိုယ်မဒီနေရာလေးရိုက်ပဲနှုတ်ဆက်ခွင့်ပြုပါဗျာနော်အားလုံးကိုဘိုင်းပါ